ဒီကိုများအားလုံးပဲမင်္ဂလာပါ The Blue Corner နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Chelsea အသင်းဟာအိမ်ကွင်းမှာ Premier League ပွဲစဉ်26အဖြစ်နဲ့ဒီ Leeds United အသင်းကိုရှင်ပြိုင်ကစားမှာဖြစ်တယ် Chelsea အသင်းအနေနဲ့နီးပြအသစ် Leandro Rosina လက်ထက်မှာအိမ်ကွင်းပွဲစဉ်ဖြစ်တာနောက်ထပ်ပွဲစဉ်တစ်ပွဲကိုထပ်မံပြီးတော့ကစားရမယ်ဘာလို့လဲဆိုတော့ဒီရှေ့ပွဲနှစ်ပွဲလုံးကအဝေးကွင်းကစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနီးပြအသစ် Leandro Rosina အနေနဲ့ဒါအဆင့်16က Leeds United အသင်းကိုဂျာရက်မှာရှင်ပြိုင်ကစားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့ပွဲကြိုပြင်ဆင်မှုတွေလောက်လာမလဲဒီကစားသမားတွေရဲ့ပွဲပန်းနေမှုနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဒီ rotating လုပ်တဲ့ system ကိုကစားကွက်ကိုဘလို့တွေအသုံးပြုလာမလဲဆိုတော့ကျွန်တော်တို့ဒီ data အချက်လက်လေးနဲ့တစ်ချက်ကြည့်မယ်ပြီးလို့ရှိရင် Chelsea အသင်းရဲ့လက်ရှိအခြေအနေတွေပြီးလို့ရှိရင်ဒီ Leeds United အသင်းရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးကြရအောင်ကျွန်တော်တို့ဒီ Chelsea အသင်းရဲ့လက်ရှိအခြေအနေတွေပြီးလို့ရှိရင်ဒီ Leeds United အသင်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော် data အချက်လက်လေးနဲ့နည်းနည်းလေးဆွေးနွေးသွားကြမယ်ကျွန်တော်တို့ဒီ Chelsea အသင်းအကြောင်းအရင်ပြောကြရအောင်ပေါ့နော် Chelsea အသင်းအကြောင်းအရင်ပြောရမယ်ဆိုလို့ရှိရင် Chelsea အသင်းအနေနဲ့ကလက်ရှိအားဖြင့်ဆိုလို့ရှိရင်ဒါ Premier League မှာနီးပြအသစ် Leandro Rosina လက်ထက်၄ပွဲဆက်တိုက်အနိုင်ရထားပြီးတော့အဆင့်9နေရာမှာရက်တည်နေတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါကောင်းတဲ့ form တစ်ခုကိုပိုင်ဆိုင်ထားရလို့ပြောလို့ရတယ်ပြီးခဲ့တဲ့တစ်ဖက်ကဆိုလို့ရှိရင်လည်းဒါဟူဟာနန်အသင်းကို1-3ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်ပြီးလို့ရှိရင်အခုဒီတစ်ဖက်မှာလည်းဒီအဆင့်16က Leeds United အသင်းကိုအိမ်ဝင်းမှာအခန့်စကားကစားရမယ်ပေါ့နော်အဲ့တော့ဒီဟာမှာကြည်ချင်းအားဖြင့်ဆိုလို့ရှိရင်နီးပြတဲ့ Leandro Rosina လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော် Premier League ၄ပွဲကစား၄ပွဲလုံးနိုင်လာတယ်ဒါတော်တော်လေးကိုကောင်းတဲ့ record Premier League မှာအခုမှစပြီးတော့ကင်တွယ်ရတဲ့နီးပြတဲ့တယောက်အနေနဲ့တော့ဒါတော်တော်လေးကောင်းတဲ့ record လို့ပြောလို့ရတယ်ကစားသမားတွေဘက်ကိုကျွန်တော်တို့တစ်ချက်လေးသွားကြည့်မယ်ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ဘွဲကဆိုလို့ရှိရင်ဂျောက်ဖတ်ထိုဂျောက်ရခဲ့တဲ့ penalty တွေရဲ့ပြီးလို့ရှိရင်ပါမာရဲ့အထူးခြေသွမ်းပြမှုနဲ့တူပြီးပါမာရဲ့ဂိုး3လုံးလုံးနဲ့ကျွန်တော်တို့ကဒီဥပါဟန်တန်အသင်းကိုအနိုင်ရရှိခဲ့တယ်အဲ့ဒီအတွက်ဖက်ကဒါကျွန်တော်တို့ဒီပြီးခဲ့တဲ့ Club World Cup တုန်းကဒီ semi final တွေ final တွေမှာမြင်ခဲ့ရတဲ့အတွက်ဖက်ကိုကျွန်တော်တို့ပြန်ပြီးတော့မြင်နေရတယ်ပါမာဆိုတာကလည်းသူ injury တာမဖြစ်ဘူးဆိုလို့ရှိရင်ကြက်ခိုင်မှုပြေးဝနေမယ်ဆိုလို့ရှိရင်ဘလို့ကစားသမားလဲဆိုတာကိုဒါပွဲထွက်ခွင့်ရတိုင်းမှာတက်တည်ပြနေလေရှိတယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကကျွန်တော်တို့အဓိကစဉ်းစားရမှာကတောင်မန်နေပေါ့နော်ဒါ Chelsea တင်းရဲ့တောင်မန်နေပြီးလို့ရှိရင်ညာဘက်တောင်မန်မှာကတော့ဒါ Astrover William အနေနဲ့ဒီသူအပိုင်သားယူထားလိုက်ပြီလို့ပြောလို့ရတယ်အပိုင်သားယူထားလိုက်ပြီလို့ပြောလို့ရတဲ့အနေထားမှာဘယ်ဘက်တောင်မှန်ပြဿနာဖြစ်နေဘယ်ဘက်တောင်မှန်ဘာလို့ပြဿနာဖြစ်နေလဲဆိုတော့ဒီဂျင်မီကတင်ကလည်းအခုဆိုလို့ရှိရင်ဒါနာနေတယ်မကစားနိုင်ဘူးပွဲဘလို့မှမကစားနိုင်ဘူးဒါအတင်းရဲ့ squad ထဲမှာတော့မရှိသေးဘူးပေါ့နော်နာနေတဲ့တကြောင်မလို့ပြီးတဲ့ခါကျလို့ရှိရင်ဒီတောက်ထက်ကဒီဂါနာချိုကျွန်တော်တို့မျှော်လင့်ထားတဲ့အထက်ကဒါအများကြီးလွဲတယ်ဘလို့ပဲဖြစ်ဂါနာချိုကစူပါဆက်ကစားသမားတယောက်ထက်မပိုဘူးဆိုတာကိုကျွန်တော်တို့ဒါတစ်ဖြည်းဖြည်းနဲ့ပို့ပြီးတော့မြင်လာရတယ်သူ့မှာတိုးတက်စရာတွေအများကြီးရှိသေးတယ်ဘာလို့လဲဆိုတော့ရှေ့မှာလည်းသူကောင်းကောင်းကြီးမလုံးပြနိုင်တယ်လို့နောက်ကိုလည်းစိတ်မကူနိုင်ရဘူးစိတ်မကူလာဘူးသူပါတဲ့ပွဲတိုင်းမှာကူကူရလာတယောက်ကနှစ်ဆပင်ပန်းရတယ်အဲ့ဒီဘက်ချမ်းမှာပြီးနောက်တစ်ယောက်ကကြတော့ဒီဘယ်ဘက်ကောညာဘက်ကောsecond striker အနေနဲ့ရောကစားနိုင်ပါတယ်ဆိုတော့ပတ်ထိုနတိုပေါ့နော်ပတ်ထိုနတို49အနေနဲ့လည်းတခါကြလို့ရှိရင်ကစားတယ်ဒါပေမဲ့လည်းသူဟာအခုဒီနောက်ပိုင်းပွဲတွေမှာအလုပ်ကြိုးစားတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဒီ Chelsea တင်းပရိသတ်တွေအနေနဲ့လည်းသဘောကျသည့်တိုင်အောင်သူ့ရဲ့လှုပ်အားနှုံးကလွဲလို့ရှိရင်ဒါမဲ့quality ကသူ့ရဲ့ဒီအကျိုးသက်ရောက်မှုကအရင်ရှိမလာဘူးအသင်းပေါ်မှာပြီးရခါကြလို့ရှိရင်အခုဒီဘဲတောင်မန်ကိုဒီ Astrover William ညာတောင်မန်မှာဒီနေရာအပိုင်သားယူလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူကဘဲတောင်မန်ပို့ပြီးတော့ဘဲတောင်မန်မှာကစားနေရတယ်ပွဲတစ်ပွဲမှာသူတောင်မန်တစ်ချမ်းလုံးမှာပဲတောက်လျှောက်ကစားရတယ်ဆိုတာနဲတယ်ဘာဖြစ်ဂါနာချုံနဲ့ဆိုင်တော့ကျွန်တော်တို့ဒီနောက်ကိုဆင်းကူတာတွေပါညာကဒီပတ်ထိုနတိုကတော်သေးတယ်လို့ကျွန်တော်တို့ပြောလို့ရတဲ့အတွက်ကြောင့်မလို့ပတ်ထိုနတိုနဲ့ပဲကျွန်တော်တို့ဘဲချမ်းမှာပွဲထွက်လာမယ်ထင်တယ်ဘာလို့ဆိုတော့ Leeds United ကလည်းတစ်ခါလေကြာလို့ရှိရင်မထင်မှတ်ထားလောက်အောင်အဲ့လိုမျိုး Chelsea တင်းနဲ့တွေ့လို့ရှိရင်သူတို့အရှုံးပေးသွားသည့်တိုင်အောင်နည်းနည်းလေးဒုက္ခပေးတဲ့အသင်းထဲမှာပါတယ်ကစားခက်တဲ့အသင်းထဲမှာပါတယ်ဘာလို့ဆိုတော့ Kevin Leon လို့ကစားသမားတွေသူတို့မှာရှိနေပေါ့နော်အဲ့တော့ဒီ Chelsea တင်းနေနဲ့ဒီတောင်မန်တွေကိုအဓိကအကောင်းဆုံးအသုံးချပြီးတော့ဂိုးရအောင်ဖန်တီးနိုင်ဖို့လိုတယ်အဲ့ဒီအနေထားမှာ Astrover William ကတော့ပြီးခဲ့တဲ့ပွဲစဉ်တော့ဒါအရန်မှာပဲပါလာတယ်ဒီပွဲတော့သူပြန်ပါလိုက်မယ်လို့ကျွန်တော်တို့ထင်တယ်ဒီနောက်ထပ်ဒီတစ်ချက်ကြည့်ရမယ်ဆိုလို့ရှိရင် Chelsea တင်းမှာကအများအားဂိုးတွေပေးနေရတဲ့ပြဿနာရှိတယ်အဲ့ဒါတော့နောက်တန်းကစားသမားတွေဆိုတာအထက်ကိုလက်ရှိရှိနေတဲ့ Chelsea တင်းရဲ့နောက်တန်းဒီစည်ရင်းထဲမှာဆိုလို့ရှိရင်ကိုဝဲရတော့ဒဏ်ရာရနေတယ်ဘယ်လိုပဲဖြစ်သူတို့April လောက်ထိနားမဲ့ data ရှိနေတဲ့အတွက်ကြောင့်မလို့
ဟိုဒီတူးချင်း training တွေနဲ့ပါပြန်လုံးနိုင်သည့်တိုင်အောင်ဒါကစားဖို့အတွက်အလံဝေးနေသေးတယ်ပေါ့နော်အဲ့တော့ဘာဖြစ်နေလဲဆိုတော့ချက်စီးတင်းမှာတီယာကိုစေးပါလို့ကစားသမားမျိုးတွေဂျွန်တယ်ရီလိုကစားသမားမျိုးတွေကိုကျွန်တော်တို့ကကြည့်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါချက်စီးတင်းရဲ့နောက်တန်းဥဆောင်သူမဲ့နေတဲ့အနေအထားတစ်ရပ်ကိုလက်ရှိလောလောဆယ်မှာရင်ဆိုင်နေရတယ်အဲ့တော့ဒါမဖြစ်တဲ့ကိစ္စဟိုခံစစ်အရန်ကောင်းတာနဲ့ပတ်သက်ပြီးတော့ချက်စီးတင်းကစံချိန်လည်းအများကြီးတင်ထားမှုတဲ့အသင်းအနေနဲ့တော့ဒါမဖြစ်တဲ့ကိစ္စလို့ပဲကျွန်တော်တို့ထင်တယ်အဲ့တော့ဒီချက်စီးနောက်တန်းကဘလူးဥဆောင်မှာလဲလောလောဆယ်ကတော့မရှိသုံးနေရတာကျွန်တော်တို့ချာလော်ဗာရှိရဖိုဖာနာရှိရဗာရီယာရှိရဗာရီယာရှိတိုင်းမှာသူ့ဘေးနာလူတွေကအများတန်းပင်ပန်းလေးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီကက်ဗလီယွန်တို့ရဲ့လှည့်မြန်မှုနှုံးတွေသူတို့ရဲ့ဒီမထင်ထားတဲ့ဟိုခေါင်းတိုက်သွင်းကိုတွေပါတွေအဲ့ဒီအခြေအနေတွေကိုဒီကာကွယ်ဖို့ဟိုကျွန်တော်ကောင်းကောင်းကြီးတုတ်ပြန်နိုင်ဖို့ဆိုလို့ရှိရင်ဖင်လေးတဲ့ဗာရီယာရှိတို့ပါလို့ထည့်လို့မရဘူးအဲ့တော့ကျွန်တော်ကတော့ဖိုဖာနာနဲ့ဒီချာလဗာတို့အတွဲပဲပွဲထွက်လာမယ်လို့ထင်တယ်ညီတို့ဘယ်လိုထင်လဲပေါ့နော်ဒါပြီးရင်ဂိုးသမားတော့စမ်းချက်ရှိမယ်ဒီဘက်ဘယ်ချမ်းမှာဆိုလို့ရှိရင်ကူကူရလာရှိမယ်ညာချမ်းမှာဆိုလို့ရှိရင်တော့ဂက်စတိုရှိမယ်ထင်တယ်ဘာလို့ဆိုတော့ရီစီချင်းကမပါလာနိုင်ဘူးတို့နောက်တန်းကစားသမားတွေထဲမှာဆိုလို့ရှိရင်တော့တကယ်ဟိုတုံးလို့ရတဲ့ကစားသမားကဒါမရှိဘူးမြေလန်းမဲ့အနေထားဖြစ်နေတယ်ဟိုချာလဖာကကြတော့ဒီတူးချင်းမှာသူအကောင်းဆုံးမလုံးနိုင်သည့်တိုင်အောင်သူကဟိုအိုင်အောင်ဆူဆိုင်မှုအပြည့်နဲ့ကစားတယ်ပေးဆက်ပြီးတော့ကစားသမားပေးဆက်ပြီးတော့ကစားတဲ့ကစားသမားမျိုးဖြစ်တယ်ပြီးရင်နောက်တစ်ယောက်ကြောက်ကြတော့ကျွန်တော်တို့ဒါဖိုဖာနာပေါ့နော်သူကလည်း injury တွေပါလိမမရှိဘူးဆိုရင်တော့အတိုင်းအတာတစ်ခုတွေတော့အလုပ်ဖြစ်တယ်လက်ရှိမရှိသုံးနေရတယ်တခါတလေကြလို့ဆိုရှင်တော့ဟို extra CV အနေနဲ့ဒီလီယမ်ရိုစီနာကဆမ်တိုကိုဟိုဒီ CV 2ယောက်ရဲ့ရှေ့မှာသူကကွင်းလေရနေပြီးတော့ဒီဟိုကန်ချီကိုကူဖြတ်ဖို့အတွက်ကိုဒါထည့်ပြီးတော့ကစားတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အခုရောဟိုဘယ်လိုမျိုးသူလောက်လာအောင်မလဲပြီးခဲ့ကြလို့ရှိလို့ရှိရင်ဒီလီယူနိုက်တက်လို့အသင်းမျိုးနဲ့တွေ့ရတဲ့အနေထားမှာဒါကစားသမားတွေရဲ့အင်အားကိုချွေတာတဲ့အနေနဲ့ကျွန်တော်ကတော့ဒီဒါသမားအပြောင်းလဲသူလောက်လာမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ဒီချက်စီအသင်းအနေနဲ့ကတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းကလည်းဝဟန်အသင်းနဲ့တွေ့တယ်ပွဲချောင်နေတဲ့နေလာမှာချက်စီအသင်းအနေနဲ့လည်းဒါအမှတ်ရအောင်ယူနိုင်ဖို့လိုတယ်အိမ်ဝင်းလည်းဖြစ်နေတယ်ပေါ့နော်ပြီးယူနိုက်တက်အသင်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဟိုကဲဗလီယွန်လိုကစားသမားတွေရှိတယ်အဗာဒူလိုကစားသမားမျိုးတွေရှိတယ်ချက်စီးတင်းရကစားသမားဟောင်းပြီးလို့ရှိရင်အေရွန်ဆန်လိုကစားသမားမျိုးတွေရှိနေတဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့သတိထားရမယ်သူတို့လှည့်မြန်ဖြတ်လက်ပြီးတော့ဒီလီယူနိုက်တက်ကစားပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒါသူကနည်းနည်းလေးဟို transition တွေမြန်တယ်ပေါ့နော် transition တွေမြန်တယ်လက်ရှိလီယန်ရိုစီနာရဲ့ကစားပုံနဲ့နည်းနည်းလေးဆင်တယ်3-4-3ဆိုတဲ့ပုံစံကိုသူတို့ကကစားပြီးတော့ဒါဘယ်လိုလဲဟိုကဲဗလီယွန်အဓိကဟိုတောက်တိုင်အနေနဲ့အဓိကတည်ပြီးတော့ကစားတယ်ပေါ့နော်သူတို့ရဲ့ကစားကွက်ကဒီအဲ့တော့ဒီကဲဗလီယွန်ရှီကိုဖြတ်တင်ဘောတွေပို့တယ်ကဲဗလီယွန်ခေါင်းတိုက်တယ်အဲ့ဒီပုံစံတွေနဲ့ဒါအသင်းကြီးတွေကိုသူတို့ဒုက္ခပေးလေးရှိတယ်ပြီးလို့ရှိရင်သူတို့က position play နဲ့ကစားတာတွေ့တယ်3-4-3ပုံစံနဲ့ပေါ့နော်ဒါနောက်ဆုံးပွဲမှာဆိုလို့ရှိရင်သူတို့ကနောက်ဆုံး2ပွဲလောက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီအာဆင်နယ်အသင်းတော့သူတို့ဂိုးပြတ်ရှုံးထားတယ် Z4 ဆိုတဲ့အနေထားနဲ့ဒါပေမဲ့သူတို့ဒီပြီးခဲ့တဲ့အိမ်ဝင်းပွဲစဉ်မှာတော့ဒီဟို Northern Forest အသင်းကို3-4ဆိုတဲ့3-1ဆိုတဲ့ရလန်နဲ့သူတို့အနိုင်ရရှိထားတယ်ပေါ့နော်အဲ့တော့ရှေ့ပွဲနိုင်တဲ့အတွက်ကြောင့်မလို့သူတို့ motivate ဖြစ်နေမယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီသူတို့ကအဆင့်16အဆင့်15ကဒီTottenham Hotspur အသင်းနဲ့အမှတ်2ဖြစ်နေတဲ့အတွက်ကြောင့်မလို့29မှတ်ချင်းအမှတ်2ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီ Tottenham Hotspur အသင်းကလည်း Newcastle အသင်းနဲ့တွေ့နေတဲ့အနေထားမှာသူတို့ကဒီအမှတ်ရအောင်များစွမ်းဆောင်လာပြီးတော့ Tottenham Hotspur အသင်းရဲ့ဒီအထက်ကိုကြော်တက်နိုင်ဖို့အတွက်ကိုအနည်းနဲ့များတော့စူးစမ်းလာနိုင်တယ်အဲ့တော့ဒါချက်သီးတင်းနေနဲ့လည်းအိမ်ဝင်းဖြစ်သည့်တိုင်အောင်လီယူနိုက်တက်တင်းကိုနည်းနည်းလေးသတိထားရမယ် record တွေကိုပြန်ကြည့်မယ်အစင်လာတွေကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါချက်သီးတင်းကလီယူနိုက်တက်အသင်းကိုအိမ်ဝင်းမှာတစ်ခါမှရှုံးထားဘူးခြင်းမရှိဘူးဒါကတော့ဒါအစင်လာရဆိုလို့ရှိရင်တော့ကောင်းတဲ့အချက်ဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့သတိထားရတာတခုရှိနေတယ်အဲ့ဒီသတိထားရတာကဘာလဲဆိုတော့ဒါချက်စီးတင်းကနောက်ဆုံးတွေ့ခဲ့တဲ့ဒီအရာဒီပရီးမီးယားလိပွဲစဉ်ရဲ့ဒီလီယူနိုက်တက်အသင်းမှာကစားရတဲ့ပွဲစဉ်တော့ဆိုလို့ရှိရင်ပထမကျောက်ပွဲစဉ်မှာတော့ဆိုလို့ရှိရင်သူတို့ရှုံးနေခဲ့တယ်3-1ဆိုတော့ရလာတဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဒါကဲဗလီယွန်ရဲ့ဂိုးတွေပြီးလို့ရှိရင်ဟိုတနကာပေါ့နော်တနကာပေါ့ကျွန်တော်မြန်မာလိုခေါ်ကြတနကာအဲ့ဇာသမားရဲ့တွင်းဂိုးတွေနဲ့အထူဒါချက်စီးတင်းက3-1ဆိုတော့ရလာတဲ့ရှုံးနေထားဘူးလေဒါလက်တလောပေါ့နော်ဒီယာဒီမှာပဲရှုံးနေထားဖြစ်တဲ့မို့ဒါကိုလက်စားချေနိုင်ဖို့အတွက်ဆိုလို့ရှိရင်ချက်သီးတင်းနေနဲ့ဒီနေ့အိမ်ဝင်းမှာဟိုရလက်ကောင်းတစ်ခုကိုပုံဖော်နိုင်ဖို့လိုတယ်အမှတ်ပြရဖို့လိုတယ်အဲ့တော့ချက်သီးတင်းအနေနဲ့ကဒါလီယူနိုက်တက်အသင်းကိုအိမ်ဝင်းမှာရင်ဆိုင်ကစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပထမအကြောတော့သူတို့ရှုံးထားတဲ့ဟာကိုဒီလက်စားချေနိုင်ဖို့လိုတယ်လက်စားချေနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒါပထမဒီအိမ်ဝင်းမှာပေါ့နော်ဒီကိုးပြက်ခြေပြက်ဆိုတဲ့အနေထားမျိုးနဲ့ဒီအမှတ်ပြရအောင်စွမ်းဆောင်နိုင်ဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါ
ညီကိုတို့ဒီချက်စီးတင်းရဲ့ဒီညပွဲစဉ်ကိုဘယ်လိုခံမှန်းထားကြလဲပြီးလို့ဆိုရှင်ချက်စီးတင်းအနေနဲ့ရောဒါအမှတ်ပြရမယ်လို့ထင်ကြလားအောက်က comment ထဲမှာဝင်အောင်ဆွေးနွေးတော့လို့ရပါတယ်